မျက်ဆုံးကုသိုလ်တွေထဲမှာဒါနကုသိုလ်ရှိတယ်သီလကုသိုလ်ရှိတယ်သမထဘာဝနာကုသိုလ်ရှိတယ်ဝိပဿနာဘာဝနာကုသိုလ်ရှိတယ်အဲ့ဒီလိုကုသိုလ်လေးမျိုးခွဲခြားပြီးပြောတဲ့အထင်ပဲဝိပဿနာဘာဝနာကုသိုလ်ကတော့အမျက်ဆုံးလို့ပြောရမှာဖြစ်တယ်ဝေလာမသုတ်တံမှာမြတ်စွာဘုရားကကောင်းတဲ့ကောင်းတဲ့ကုသိုလ်ကောင်းမှုတွေကိုတဆင့်ချင်းတိုးမြင့်ပေးသွားတယ်လူတွေဆိုတာပစ္စည်းနဲ့ပတ်သက်ရင်အကောင်းကြိုက်ကြတယ်အကောင်းကြိုက်ကြတော့တရားနဲ့ပတ်သက်ရင်လည်းအကောင်းကြိုက်မယ်ဆိုရင်တော့ကုသိုလ်ထဲမှာအကောင်းဆုံးကုသိုလ်လုပ်ချင်တယ်ဆိုရင်တော့ဝိပဿနာကုသိုလ်လုပ်ရမှာဖြစ်တယ်ပေါ့ဝေလာမသုတ်တံဟောပုံလေးကိုရှေးဥစွာမှတ်သားနာကြည့်မြတ်စွာဘုရားကလှူတဲ့တန်းနဲ့ဒါနကောင်းမှုတွေထဲမှာတန်ခါကိုရည်စူးပြီးတော့အရက်လေးမျက်နာစတုဒီသာတန်ခါဆိုတာကိုဥတည်ပြီးတော့စောလို့လူတဲ့နဲ့ကျောင်းလူကအကောင်းဆုံးလို့ဒီလိုဆိုတယ်ဒါဖြင့်အဲ့ထက်ကောင်းတဲ့ကုသိုလ်ကဘာလဲလို့ဆိုရင်တရဏဂုံဘုရားတရားတန်ခါယရဏသုံးပါးကိုကိုးကွယ်စည်းကပ်ခြင်းဆိုတဲ့တရဏဂုံကုသိုလ်ဟာပိုကောင်းတယ်ဒါဖြင့်သူ့ထက်ကောင်းတာရှိသေးလားရှိသေးတယ်တရဏဂုံကုသိုလ်အပြင်ထပ်ဆင့်ပြီးတော့၅ပါးသီလထပ်ပိုးပြီးတော့စောင့်ထိန်လိုက်မယ်ဆိုရင်အဲ့ဒီထက်ပိုကောင်းတယ်လို့ဆိုတယ်ဒါဖြင့်အဲ့ဒီကုသိုလ်ထက်ကောင်းတဲ့ကုသိုလ်ရှိသေးလားဆိုတော့ရှိသေးတယ်နန္တာတရှုနန္တာလေးသွေးပြီးတော့လက်လေးနှစ်ချောင်းနဲ့ယူပြီးနှာခေါင်းဝမှာတဲ့ပြီးတော့ရှူလိုက်တဲ့အရှူချိန်ပိုင်းလေးအဲ့ဒီအချိန်ပိုင်းလေးမှာမေတ္တာပို့လိုက်တဲ့ကုသိုလ်အဲ့ဒီကုသိုလ်ဟာအကောင်းဆုံးလို့ဆိုတာနော်အဲ့တော့နန္တာတရှုချိန်လေးဆိုတာအင်မတန်မှတိုးတောင်းတဲ့အချိန်ပဲခုနကကိုးပါးသီလစောင့်တည်လိုက်တဲ့အထင်ပဲမေတ္တာဘာဝနာပွားဖို့ဆိုတာပါတယ်အဲ့တော့နန္တာတရှုတစ်ချိန်လေးအတွင်းမှာတတ္တဝါတွေချမ်းသာကြပါစေဆိုတဲ့မွန်မြတ်တဲ့စိတ်ထားလေးနဲ့တတ္တဝါတွေပေါ်မှာမေတ္တာတက်ရောက်တဲ့ကုသိုလ်ဒီထက်အဆင့်မြင့်မယ်ဆိုရင်ဇံရတဲ့ကုသိုလ်မေတ္တာကိုအခြေခံပြီးဇံရတဲ့ကုသိုလ်သမထကုသိုလ်အဲ့ဒီကုသိုလ်ဟာအကောင်းဆုံးကုသိုလ်လို့ခေါ်တယ်ဒါဖြင့်ဒီထက်ကောင်းတဲ့ကုသိုလ်ရှိသေးလားဆိုရင်ရှိသေးတယ်ဘာလို့လဲဆိုရင်လက်ဖြစ်တတိအချိန်ပိုင်းလေးမှာပဲဖြစ်ပါစေဘယ်ရာမှမမြဲဘူးဆိုတဲ့အနိစ္စတင်ညာအနိစ္စလို့အမှတ်ပြုတဲ့ဝိပဿနာတရားအနိစ္စလို့ဆင်ခြင်သုံးသပ်လိုက်တဲ့ဝိပဿနာဉာဏ်မြင်ဝိပဿနာတင်ညာဟာတင်ညာလို့ဆိုပေမဲ့ပညာပေါ့ဒီနေရာမှာသင်္ခါရတရားတွေဟာတခုမှမမြဲဘူးလို့မမြဲတဲ့အနိစ္စကိုချွတ်မြင်သုံးသပ်တဲ့ဝိပဿနာကုသိုလ်ဟာအကောင်းဆုံးဒီထက်ကောင်းတာတော့မပြောတော့ဘူးဖះကဒီထက်ကောင်းတဲ့ကုသိုလ်ကပါလဲဆိုရင်လုပ်လို့ရတဲ့ကုသိုလ်ကဓာကုန်ပြီလုပ်လို့မရတဲ့ကုသိုလ်ရှိသေးလားဆိုရင်ရှိသေးတယ်မက်ကုသိုလ်ကလုပ်လို့မရဘူးလုပ်လို့ရတဲ့ကုသိုလ်ကဝိပဿနာကုသိုလ်ဝိပဿနာကုသိုလ်လုံးမှမက်ကုသိုလ်ရမှာမက်ဆိုတာအထိမ့်မှန်လို့ခေါ်တယ်ပြောမယ်ဆိုရင်ဝိပဿနာရဲ့အကျိုးဝိပဿနာကုသိုလ်နဲ့မှရနိုင်တဲ့အကျိုးတရားလို့ဒီလိုပြောလို့ရတယ်မက်ကုသိုလ်ရဲ့အကျိုးကြတော့ဖို့ပေါ့ကုသိုလ်ထဲမှာလုပ်လို့ရတဲ့ကုသိုလ်ထဲမှာအားထုတ်ယူလို့ရတဲ့ကုသိုလ်ထဲမှာဝိပဿနာကုသိုလ်ဟာအကောင်းဆုံးပဲမက်ကုသိုလ်ကလုပ်လို့ရတာမဟုတ်ဘူးဝိပဿနာကုသိုလ်ရလို့ result အနေနဲ့ထွက်ပေါ်လာတဲ့အရာသာဖြစ်တယ်ပေါ့မက်တရားဆိုတာကိုယ်တိုင်အားထုတ်ရတဲ့အရာမဟုတ်ဘူးသူ့ရဲ့အလုပ်ကကိလေသာကိုဖယ်ရှားခြင်းနိဗ္ဗာန်ကိုမမြင်နိုင်တော့အောင်ပိတ်ဆို့ထားတဲ့ကိလေသာတွေကိုရှင်းပစ်ပြီးတော့နိဗ္ဗာန်ကိုပို့ပေးတဲ့အလုပ်ဟာမက်ရဲ့အလုပ်ပဲဖြစ်တယ်ပေါ့တစ်ဖက်ကရှင်းတယ်တစ်ဖက်ကပို့ပေးတယ်ကိလေသာမာရင်တော့နိဗ္ဗာန်ကိစ္ဆန္တိမက်ကောကိလေသာတို့ကိုကိလေသာဆိုတာစိတ်ကိုလည်းညှဉ်းနှွမ်းစေတယ်ရင်ထဲနှလုံးသားထဲမှာလည်းပူလောင်စေတယ်ဘဝကိုလည်းညှဉ်းနှွမ်းသွားစေတတ်တယ်လောကမှာဒုက္ခတွေရောက်နေတာကိလေသာတွေကြောင့်ရောက်တာအဲ့လိုကိလေသာတွေကိုရှင်းပစ်လိုက်နိုင်တယ်ရှင်းပစ်ပြီးတော့နိဗ္ဗာန်ကိုပြလိုက်တယ်အဲ့ဒါမက်ကုသိုလ်သူ့ကိုတော့လုပ်ယူလို့မရဘူးလုပ်လို့ရတဲ့ကုသိုလ်ထဲမှာဝိပဿနာကုသိုလ်ကလုပ်လို့ရတယ်ပေါ့ဝိပဿနာကျင့်နေတာဝိပဿနာအလုပ်ကိုလုပ်တာအဲ့တော့အကောင်းဆုံးကုသိုလ်လုပ်ပြီးတော့အမျက်ဆုံးဖះကိုပူဇော်ရဲဆိုတာဒီထက်ကောင်းတာမရှိတော့ဘူးเนาะကျေးဇူးတော်ရှင်ပမောက္ခချုပ်ဆရာတော်ဘုရားကြီးဒေါက်တာအရှင်နန္ဒမာလာပြည့်ဝင်တာ